အဲ့ဒီပြဿနာကြောင့်အခုချိန်ဒီရွာလူကြီးစိတ်မပြေဘာမဆိုင်ညာမဆိုင်ตาရကိုယာကြီးစကားပြောမနေတူတီကိုပြောကဒေါသပုံထနေခြင်းပဲဖြစ်တော့လေအဲ့နောက်ရွာလူကြီးကအသိစိတ်နဲ့ဒေါသစိတ်ကိုထိန်းကကဲပြောကြစမ်းပါဦးမင်းတို့ဘာကိစ္စရှိလို့လဲဒီလိုပါရွာလူကြီးရယ်ဟိုတခါတေသွားတဲ့ကိုပြုံးကပြောခဲ့တယ်ဗျဒီရွာကိုထူးဆန်းတဲ့ဓမြတွေလာလိမ့်မယ်တဲ့ဟမ်မင်းတို့ကဟုတ်ရောဟုတ်ရဲ့လားကွာရွာလူကြီးကตาရရဲ့စကားကိုမယုံဟန်ဖြင့်ပြောနေလေတယ်အဲ့ဒီကောင်မောင်ဘိုးတင်ကရွာလူကြီးကိုตาရပြောဒီမှာမှန်ကန်ကြောင်းထောက်ခံစကားဆိုလိုက်လေတယ်ဟုတ်တယ်ဘာကြီးကဘလို့ဓမြတွေလဲဆိုတော့ကျုပ်တို့လည်းမသိဘူးရွာဟိုတော့ဓမြတွေတကယ်ဝင်လာလိမ့်မယ်ဘိုးတင်ငါတို့နယ်မှာအများဆုံးရှိနွားတစ်ခုပေါ့ကွာဟိုတကာဓမြဆိုတာကလည်းကောလာဟာလာဘာဖြစ်ဖြစ်မင်းတို့တွေရွာကိုကာကွယ်ပေးခြင်းနဲ့စိတ်ကိုတော့လေးစားတယ်ကွာကဲမင်းတို့အကြီးမြေပဲလို့ကြွေးလိုက်မှထင်တယ်စားပြီးတော့မှသွားကြကြားလားရွာလူကြီးကမောင်ဘိုးတင်တို့ရဲ့စကားကိုအလေးမထားသူပြောချင်တာမှပြောပြီးတော့အိမ်မော်တက်သွားလေတော့လေဘိုးထွေးကသူ့အဖထွက်သွားတဲ့အခါမောင်ဘိုးတင်တို့ကမြင်ပြီလားဟုသဘောရတော့ကြည့်ဖြင့်ကြည့်ရင်မောင်ဘိုးတင်တို့ကမင်းငေါ့ပြနေပါလေတော့လေယခုမောင်ဘိုးတင်တို့ထူးဆန်းတဲ့ဓမြများရန်ကိုကာကွယ်ဖို့အတွက်တိုင်ပင်နေကြလိမ့်မယ်သူတို့ပြောစကားများကိုရွာလူကြီးကမယုံ၍ဦးအောင်ဝါပြောပါတော့လေဦးအောင်ဒီလည်းမယုံကြည်ပါဒါကြောင့်မောင်ဘိုးတင်တို့ဖွဲ့ဆွေးနွေးရပြန်လေဖိုးထွေးကကြံသူများအားလုံးထဲမှာအစ်စ်ပါလာတဲ့ဂျိုးသိန်းကိုကြည့်လိုက်ပြီးဂျိုးသိန်းမင်းကဗလာလဲကောင်းတယ်တိုင်းနဲ့တက်တယ်အဲ့တော့မင်းကခေါင်းဆောင်လို့ငါတို့လည်းတိုင်းသိမေးပါလားမင်းတို့တိုင်းသိမို့လောက်ထိငါမတက်သေးဘူးကွာငါဆရာရှိတယ်လေမင်းတို့တင်ကြမလားဘယ်ရွာလဲတို့ရွာပဲလေကွာရွာလေးကဆရာလေးမင်းအောင်လေဂျိုးသိန်းမအဲ့ဒီလိုပြောလိုက်တဲ့အခါပေတူးကဂျိုးသိန်းကိုသေချာကြည့်ကကိုဂျိုးသိန်းခမ ्या ပြောတဲ့လူကရွာထဲကရွာသားပြဆက်ကိုင်းမင်းသားလုပ်တဲ့ကိုမင်းအောင်ကြီးလားအေးလေကွာ तू ကငါစီရလေဟာဟုတ်မှလဲတော့ကိုကျိုးသိရင်ပြီးခဲ့တဲ့နေ့ဖျားပွဲတော့ကိုမင်းအောင်ရိုက်ခံလိုက်တာပြားစက်တော့မကနိုင်ဘူးပြောတယ်နော်ဟောပေတူးရဲ့နတ်သိုးမှန်ဂျိုးကြတော့ဘယ်ကင်းမလဲဒီမှကြီးဘာကြီးလေဗျကြည့်ဆိုကြည့်လိုက်စမ်းပါဂျိုးသိန်းကသူ့ဦးကောင်းမှသပိန်ကိုဖျဲပြီးတော့ပေတူးပါဝင်အားလုံးကိုပြလိုက်လေအဲ့ဒီကကြံသူများမှတယောက်တည်းကြည့်လိုက်ကြပြီးမာယူကြီးလေဗျအေးအဲ့ဒါပြောတာဗောကွာနတ်သိုးမှန်ဂျိုးကြက်မကင်းဘူးဆိုတာဟာဘလို့ဖြစ်တာလဲဗျကျုပ်တို့လည်းမသိလိုက်ပါလားလေးယောက်တယောက်ချတယ်ဆိုပါတော့ကွာငါတယောက်တည်းလီတယောက်တည်းသမားဆိုတော့ခံလိုက်ရတာပေါ့ငါနဲ့ချတဲ့လေးယောက်ကအဲ့နေရာမှာမှောက်သွားဂျိုးသိန်းရဲ့စကားကြောင့်မောင်ဘိုးတင်တို့ဂျိုးသိန်းကိုအတော်လေးလေးစားအားကြနေကြပြီစင်စစ်ဂျိုးသိန်းခေါင်းမှာဒဏ်ရာကသူ့ဦးလေးနဲ့ထင်းသွားခုတ်ရင်ဦးလေးပြသူမှာတိုင်းတင်ထားသူနာမည်ကြီးနဲ့ဂျိုးသိန်းဟာနောက်မှဒုံနေချောင်းပြီးပညာဆန်းရိုက်ရဂျိုးသိန်းမေ့မျောပြီးတော့ခေါင်းကွဲသွားခြင်းဖြစ်တော့တယ်အဲ့ဒီအချင်းဟာကိုရွာထဲကိုပြန်သွားကရှက်စရာဖြစ်မှာဆိုးတာကြောင့်ဦးလေးဖြစ်သူညှိကလူ၄ယောက်နဲ့သူတယောက်တည်းချရင်လည်းရတယ်ဒဏ်ရာဟုသာလိန်ညာနေခြင်းဖြစ်ပါလေတော့ဒီလိုနဲ့ဂျိုးသိန်းရဲ့ဦးဆောင်မှုနဲ့ဖိုးထွေးနဲ့ตาရအဲ့ဒီနောက်မောင်ဘိုးထင်ตาအေးပေတူးတို့ရွာထဲမှာမင်းအောင်တို့အိမ်ကိုရောက်လာကြလေမင်းအောင်ရဲ့မိခင်ဖြစ်သူဒေါ်ပြိုကြီးကမောင်ဘိုးထင်တို့ဖွဲရသူရဲ့အိမ်ရှိတန်းရမှာထိုင်စီပြီးစကားဆိုနေလေဟဲ့ကလေးတွေနင်တို့အုံးစစ်လိုက်ကြီးငါ့ရေဘာလာလောက်ကြတာတော့ဒီလိုမှကြီးလေးပြိုဟိုဒီကရွာလူကြီးသားဖိုးထွေးတို့ကဆရာမင်းအောင်စီမှာတပည့်ခံမလို့ပါဩနင်တို့ကကိုယ်ခံပညာသင်ကြမှာလားဟဲ့အကြီးပြောဖိုးထွေးအားကြီးကစကားဆိုလျာဖိုးထွေးကဟုတ်တယ်ကြီးလေးကျုပ်တို့ကဆရာမင်းအောင်စီမှာကိုယ်ခံပညာသင်ပါဗျအေးနင်တို့ကကိုယ်ခံပညာသင်မှာဆိုတော့စိတ်ချတက်မှာပါကြီးဟုတ်ပါတယ်ကြီးရဲ့ကျွန်တော်တို့ကစူးစမ်းသင်မှာဆိုတော့အတက်မြန်မှာပါငါပြောတာကိုယ်ခံပညာဆိုတက်မယ်လို့ပြောတာနော်သူများကိုချားတဲ့ပညာဆိုတော့နင်တို့တခြားလူစီသွားသင်နေကြီးအကြီးပြိုကြီးစကားကြောင့်ဖိုးထွေးတို့လည်းမင်းအောင်ကလေးစားသွားကြတယ်အတော်ကိုစီကန်းရှိပြီးကိုခံပညာကိုတန်ဖိုးထားသည်သူလည်းတွေးလိုက်မိကြတယ်ကိုတတ်ထားသောပညာဖြင့်သူတစ်ပါးပေါ်နိုင်ချင်းပြီးတော့သူများကိုချမိအလုပ်ဆိုမသိပေးဘူးဟုအကြီးလေးပြောကလိုတိုရှင်းဆိုလိုက်သည်မဟုတ်ပါလားစိတ်ထဲမှာလေးစားနေသည်ကိုตาရကစကလုံးများဖြင့်ပြောင်းလဲပေးလိုက်သည်ကိုမင်းတော်ဒီလောက်လေးစားစရာလူဆိုတာကျုံမသိဘူးကြီးရေဟဲ့ဘာတွေလေးစားနေတာတော့အကြီးပြောတယ်လေကိုခံပညာဆိုကျုပ်တို့တန့်အောင်သင်ပေးမယ်ဆိုသူများဟောနိုင်ချင်းတဲ့ပညာဆိုတခြားသူစီသင်ခိုင်းတာမဟုတ်ဘူးလားဟဲ့ကောင်လေးတွေနင်တို့ဆရာတင်မဲ့ငါသားမင်းအောင်ရွာပြဆက်ထဲမှာပဲသူများတွေကိုနိုင်အောင်ချနိုင်တာအပြင်မှာဆိုသူကြီးခံရတာအဲ့ဒါကြောင့်နင်တို့ပဲခံရမယ်ကိုခံရမယ်ပညာဆိုရင်ငါသားသင်ပေးတက်မှာသေးကြတယ်လို့ပြောတာသူများကိုချတဲ့ပညာဆိုရင်တော့ငါသားမင်းအောင်ကမသင်တတ်တော့ဘူးဟဲ့ဗျာမောင်ဘိုးနေတို့ဆရာတင်မိမင်းအောင်ကြီးမာတာမိခင်ကြီးစကားကြောင့်သူတို့အားလုံးမယုံကြည်ဖြစ်နေစဉ်မင်းအောင်ကြီးတပည့်ကြီးဂျိုးသိမ်းမှသူတို့အားကြည့်ကစိတ်ဓာတ်မကြစေဖို့အတွက်စကားဆိုလိုက်လေမင်းတို့တွေရေးစကားကြောင့်ဘာမှမဝေဝါးကြနဲ့နတ်သိုးမှန်ဂျိုးကြတော့ဘေးကင်းမလဲကွာဒီမှာကြည့်ဂျိုးသိန်းကသူ့ဦးကောင်းမှဒဏ်ရာပြမိပြုတ်ရမောင်ဘိုးတင်တို့အားလုံးကလက်ကပြပြီးမကြည့်ကျင်တော့ဘူးဆိုကညင်းလိုက်ရပါလေတော့တယ်